ရန်ညင်သီးနဲ့ငါးတွဲစားရင်အာဟာရတွေအားလုံးပျက်စီးကုန်မယ်ဘိုက်ထဲမှာအမိုက်တွေပဲကြံခဲ့ချင်လားဒါတွေတွဲမစားနဲ့လို့ငါပြောပြီးပြီနော် ငပြောသီးနဲ့နွားတို့တွဲစားရင်အစာချေစနစ်ပြက်စီးပြီးအစိတ်အတောက်တွေဖြစ်လာမယ်မျက်နှာမှာအစိမ်းကွက်တွေထကျင်လားသားနဲ့စက်သားနဲ့နန်းစီတွဲစားတာဟာကိုကိုကိုအစိတ်ခတ်တာပဲဘိုက်အောင်ပြီးလူးလိမ့်နေရမယ်နော်ဆေးရုံတက်ပြီးပထန်ကုန်ကျင်တော့စမ်းကြည့်လိုက်ရွှေဘရုံသီးနဲ့မုံညင်းစိမ်းတွဲစားရင်ဗီတာမင်တွေအားလုံးပြည့်စည်သွားမယ်အားမရှိတဲ့အစားအစာတွေကိုစားပြီးအချိန်မဖြုံးနဲ့ဦးသတိထားစမ်းအမဲသားနဲ့အာလူတွဲစားရင်အစာအိမ်ထဲမှာကြောက်ခဲတွေရှိနေတယ်လို့ဖြစ်မယ်ဘိုက်ကယ်ပြီးအသက်ရှူချက်ချင်လားအသိဉာဏ်ရှိစားကြစမ်းပစုံနဲ့ဝက်သားတွဲစားရင်သွေးတိုးပြီးရုပ်တရက်လဲကျသွားနိုင်တယ်အသက်ရှင်ရတာညှင်းငွေ့နေပြီလားဒါဆိုစားလိုက်လက်ဖက်ရည်နဲ့ပေါင်မုံတွဲစားရင်သွေးထဲမှာတကြားဓာတ်တွေအလွန်ကျွံဖြစ်ကုန်မယ်စီးကြိုဖြစ်ပြီးဆေးထိုးကန်ချင်နေနာတာလားတတိထားစားစမ်းနားနဲ့သီးနဲ့နွားတို့တွဲစားတာဟာဘိုက်ထဲမှာအစိတ်ဖော်ဆက်တာပဲအော့အန်ပြီးအားပြက်လဲသွားကြင်လားအစားမပြီးအသက်နဲ့မလဲနဲ့ကွမ်းစားပြီးဒူးရင်သီးရှောက်မစားနဲ့ဦးရင်ဘတ်ထဲမှာမီးတောင်ပေါက်ကွဲသလိုဖြစ်ပြီးအသက်ရှူရက်သွားမယ်ငရဲကိုပြိုင်ကားနဲ့သွားကျင်တာလား